နေရာမစားပဲစောစောင်ပြေးသွားတဲ့ desktop PC တစ်ခုကိုရှာနေပါလားဒီနေ့မှာတော့ရုံးသုံးအိမ်သုံးနဲ့လူနေမှုဘဝအတွက်တသက်ရက်နဲ့ချစ်လက်တဲ့ Viewsonic BBS 105W mini PC လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီမီနီ PC ရဲ့အဓိကအားသာချက်ကတော့သူ့ရဲ့ချစ်လက်တဲ့ရွယ်စားပဲဖြစ်ပါတယ်။ဇပွဲပေါ်မှာနေရာအများကြီးပေးစရာမလိုပဲမော်နီတာနောက်မှာဖြစ်ဖြစ်ဇပွဲတောက်မှာဖြစ်ဖြစ်တသက်ရက်သက်ဆင်ထားနိုင်တာကြောင့်ဇပွဲနေရာချင်းတဲ့တွေအတွက်အထူးဆင်ပြေပါတယ်။ Intel Add လေး NVIDIA processor ကိုသုံးမိထားလို့ရုံးသုံး software web browsing နဲ့ multitasking ဘိုင်းတွေမှာတွက်လက်စာခိုင်းစေနိုင်ပါတယ်။ DDR4 RAM 3200 GB ပါဝင်လို့ application တွေတစ်ပြိုင်တည်းကြည့်ရှုရတာချုံးမွေပြီး M2 SSD 512ကြောင့် system အတက်နဲ့ file ဖိတ်လို့ရတာအရင်မြန်ဆန်ပါတယ်။ Intel UHD graphic ပါဝင်တဲ့အတွက်ကြောင့် Full HD 4K video streaming ကြည့်ရှုရတာနဲ့ပို့ over graphic လုပ်တွေကို AC ကင်တွင်နိုင်ပါတယ်။ပေါ်အစုံလင်းပါဝင်တာကလည်းဒီ mini PC ရဲ့ highlight တစ်ခုပါ။ကျူရဲ့ HDMI ပေါ်ပါတော့ monitor နှလုံးပြိုင်တူချိတ်ဆက်ပြီး display ကျူရဲ့ screen နဲ့အလုပ်လုပ်နိုင်ပါတယ်။ USB 3.2 Type A နဲ့ Type C ပေါ်တွေပါဝင်လို့ data ကူးပြောင်းရတာမြန်ဆန်လာပါတယ်။ USB 2.0 နဲ့ 3.5mm audio jack တို့လည်းအပြည့်စုံပါဝင်ပါတယ်။ Wi-Fi 5 စနစ်အပြင်ငြိမ်သက်တဲ့ internet line အတွက် RJ45 internet ပေါ်လည်းပါဝင်ပါတယ်။ OS ပိုင်းမှာတော့ Windows 10, Windows 11 နဲ့ Linux OS တွေကိုအဆင်ပြေပြေသင်သုံးနိုင်ပါတယ်။အနည်းချုပ်ရရင်တော့ Viewsonic BBS 105W mini PC လေးရဆိုရင်ရုံးသုံးကြောင်းသုံးအတွက်တမှုနဲ့မျှတတဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ဇပွဲပေါ်မှာရှုပ်ပွမနေပဲတသက်ရက်နဲ့စောစောရင်ကောင်းတဲ့ mini PC တစ်လုံးကိုလိုချင်တဲ့သူတွေအတွက် Viewsonic BBS 105W mini PC လေးကိုတက်နိုနဲ့မှာလာဝယ်လိုက်တော့နော်။